Diciamo oggi toccare di lasciare le osse per la vita. Diciamo oggi toccare di lasciare le osse per la vita. ဒီရှာရအပြီးတော့ခေါင်းနဲ့သင်ကြားတဲ့ဘုရားဘာသာနဲ့ဒီချောလို့လည်းဟာလေပြီးတော့ဒီရှာတော်ပြီးတာပြီးတာကြောကြတဲ့မာသာရှိဖို့လေချွေးပြီးပြီးတော့ Diciamo oggi potete vedere che tutto è open a tutti i casi. Diciamo se da vedere che già le capigioni di ဒါကြရဲ့စနာကြလာတဲ့အော်ချိုဝိတိပါတာချက်ချောလို့အော်ချိုဝိတိပါလေပြန်ရတဲ့ဒီချမ်းလို့ Oggi vedete che non io oggi faccio, pure tu ti lavoro, oggi vedete che non io fatto una buona cosa. အရှိရောပြရတိတိဥစ္စာ၆တရားကမဖက်တဲ့တော့မဝါဖတ်တယ်ရှောင်းဖတ်တယ်ဝိပဿနာအကြည့်ဖို့တော့ ဒီကမှာတိတ်ကိုဆရာတော်တွေကအခါမှာကိုတောက်ကိုတော့အဖြစ်တဲ့ကောဒီလိုဆောက်ထားတဲ့ပတ်တူတော့ခေါ်ရဖို့ဒီလို အဘိဓမ္မာကိုဒီလိုတော့ဆက်ပြီးဒီတော့ပတ်ပါမယ်ဒီတော့ဟိုက်ပြီးချေပလာ Passion